လိုက်လောင်ပြီးတော့သေနေလိုက်ရှစ်ပဲပြောလိုက်မယ်နော်လောင်ပြီးတော့သေလိုက်နော်အဲ့ဒီတော့နင်တို့ဘောမနေတယ်ဘောမတွေတတိုက်လုံးလောင်ပြီးတော့သေလိုက်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့နင်တို့ဘောမတွေဘလို့ပဲဖြက်ငါတို့ပြုံလေးရုပ်ရှင်ဇက်ကားကအောင်မြင်နဲ့ငါတို့ပြီးဆုံးခဲ့ပြီငါတို့အောင်ပွဲတွေခံလို့ရပြီပေါ့နော်နင်တို့တစီဦးဟိုခွေးမတက်ကုံမနေနားထောင်ဖာသမနော်နေနားထောင်အခုငါတို့အမေသားသမီးတွေဘယ်လောက်ထိညီညွတ်လဲဆိုတာငါပြောပြမယ်သိလားအရာအားရဖို့ကောင်းတာပဲအခုဒီနေ့ပြုံလေးရုပ်ရှင်ဇက်ကားလေကျမတို့ကလေဒီမျော်မှန်းထားတာပေါ့နော်ကျမတို့လူ900ပဲကျမတို့ကမျော်မှန်းတယ်လို့အခုပေါ့နော်လူကလေ1000ကျော်နော်လူ1000ကျော်ပါတယ်ဘလောက်ပြောဖို့ကောင်းလဲဘလောက်အားရဖို့ကောင်းလဲစဉ်းစားကြည့်ရနော်အဲ့ဒီတော့ငါပြောပြချင်တာကလေနင်တို့ဘလောက်ပဲပွဲဖြက်ငါတို့အမိသားသမီးတွေကသွေးရှိတယ်စားရှိတယ်နော်မဖြစ်ဘူးဆိုတာမရှိဘူးအားလုံးဖြစ်တယ်ကောင်မနော်အဲ့ဒီမှာလေနင်လောင်ပြီးတော့လေသေလိုက်တော့နင်လောင်ပြီးတော့သေလိုက်တော့အဲ့ဒီမှာတက်ကုံမှာဖာသမနင်လောင်ပြီးသေလိုက်တော့တစီဦးနမနော်နေပဲအဲ့ဒီမှာနွားကြပြီးခံလေတိလားအေးငါတို့လွတ်လပ်ရေးရတဲ့တနေ့ကျရင်နေအသက်ရှင်နေသေးရဲ့ဆိုနေစောက်ခေါက်ပါပြီးပဲရိုက်မှာနော်အေးငါအသက်ရှင်နေသေးတယ်ဆိုလို့ရှိရင်ပြောတာဖာတယ်မနော်နင့်ကိုပြောချင်နေရလေပါဇက်ကိုဟိုလိုမျိုးလေးရှားနေရသိလားဒါပေမဲ့ငါတို့ပွဲမပြီးသေးလို့ငါတို့ပွဲမပြီးသေးလို့ငါတို့မပြောသေးတာအခုငါတို့ပွဲပြီးပြီငါတို့ပွဲအောင်ပွဲခံလို့ရပြီငါတို့ဘလောက်ထိငါတို့အမေသားသမီးကြီးပူပေါင်းပါဝင်လဲဆိုစဉ်းစားကြည့်နော်ဟဲ့ဒီရုပ်ရှင်ပွဲမှာဘတ်3သိန်းကျော်ဘတ်3သိန်းကျော်တော့ရတယ်တိလားအဲ့ဒီ3သိန်းကျော်ခွေးတက်လို့ရပြီနော်ခွေးမတွေနင်တို့သတိထားကြည့်လားနင်တို့တွေကိုမပြုတ်မချင်းထိတိုက်မှာနော်ဖာသမတွေနောက်တစ်ခုရှိသေးတယ်နော်ငါပို့အောင်မှာလာပြီးတော့ဟောင်းနဲ့ဘောမတွေနင်တို့အဲ့ဒီဘောမတွေလည်းနင်တို့အဲ့ဒီမှာသေလို့ရပြီနင်တို့လောင်ပြီးသေလို့ရပြီငါတို့မိသားသမီးတွေကတော့ချစ်ကိုကြီးမြင်မောက်ကုန်ပြောသလိုပြုံးလိုက်ပါကျုံလေးချစ်စရာလေဒီနေ့ပြုံးလေးပွဲကိုပေါ့နော်လာရောက်ဝင်းရံအဖြစ်ပြီးကြတဲ့ကျမတို့တော်လာမိဘပြည်သူတွေကြည့်ပြီးတော့ပေါ့နော်ကျမအားရှိတယ်ပေါ့နော်ဒါဘာဖြစ်လို့လဲဆိုတော့ဒီလောက်ကြီးဝင်းရံပေးတာပေါ့နော်ဒီလောက်ကြီးညီညွတ်တာဘယ်တော့မှသွေးမအေးပဲနဲ့ပါဝင်နဲ့ရှိနေကြတယ်ကျမတို့တော်လာမိဘပြည်သူတွေကြည့်ပြီးတော့ပေါ့နော်အားလည်းရတယ်ကြည်လည်းကြည်နေတယ်နောက်ပြီးတော့ဒီဇက်ကားလေးကိုကြည့်တဲ့အပေါ်မှာလည်းမနှင်းစီတို့တွေပေါ့နော်ခွန်အားတွေရတယ်အမှန်တရားတွေကိုသိပြီးသားဆိုပေမဲ့လည်းလက်ရှိဘယ်လိုပြောမလဲဆိုတော့နည်းနည်းသွေးတွေစိတ်တက်တွေနည်းနည်းအေးနေတဲ့အချိန်မှာဒီကားလေးကိုပြန်ကြည့်ရတဲ့အခါမှာဘလောင်ဆူလာတယ်ဗောနော်ဘလောင်ဆူလာတယ်အဲ့ဒီအချိန်ကျတော့မနှင်းစီတို့ဘာဖြစ်ချင်သွားလဲဆိုတော့ငါတို့ဒီအာနာရှိကိုအမြင့်ပြက်တိုက်ဖို့အတွက်မှာငါတို့တွေပို့ပြီးအားဆိုင်ရမယ်ငါတို့ပို့ပြီးစူးစမ်းရမယ်ဆိုတဲ့ခံယူချက်တွေရီမန်းချက်တွေပန်းနိုင်တွေကိုထဲထဲဝါပို့ပြီးတော့မြင်လာတယ်ဗောနော်အဲ့ဒီအချိန်မှာကျမတို့တော်လာမိဘပြည်သူတွေအနေနဲ့ကျမတို့တွေရှေ့ရသွားတယ်ဆိုရင်ကျမတို့တော်လာမိဘပြည်သူတွေအနောက်ကနေညီလေးညွတ်လေးနဲ့အခုလိုမျိုးပဲလိုက်ပြီးเนาะအဲ့ဒါဆိုရင်ကျမတို့အားလုံးရှေ့ရသွားရကြိုးနှက်တယ်အောင်မြင်ရကြိုးနှက်တယ်ပေါ့เนาะဒါလေးကိုပြပြရဒီပွဲကိုစီစဉ်တဲ့ကိုကြီးစော့ပြည့်ဆိုလို့ရှိရင်လည်းမလေးစားဘဲနဲ့မနေနိုင်ဘူးအရင်လေးစားဖို့ကောင်းတာပေါ့เนาะဒီပွဲမှာကိုကြီးစော့ပြည့်ဘယ်လိုပြောမလဲဆိုတော့အခုသူရဲ့ရီမှန်ချက်တွေသူရဲ့ကြိုးစားမှုတွေအောင်မြင်ခဲ့ပြီဖြစ်တယ်ကျမတို့ကိုကြီးစောပြည့်ကိုလည်းလေးစားပါတယ်လို့ကျမကဒီနေရာနေတော့ပြောချင်ပါတယ်ရှင်အမေသားသမီးတွေအားလုံး fighting ပါ